မေကွန်းတက်စက်ရုံမိုးတွေပေါ်မှာလေတိုက်ရင်လဲနေတဲ့အလုံးလေးတွေကိုဘာကြောင့်တက်ဆင်ထားသလဲအပြေမှန်လေဝင်လေထွက်ကောင်းစေဖို့မေကွန်းနှစ်ပလတ်စတစ်ထိုင်ကုန်ဝိုင်းတွေရဲ့အလဲကအပေါက်လေးဟာဘာအတွက်လဲအပြေမှန်ထပ်ထားတဲ့အခါကြက်မသွားစေဖို့မေကွန်းသုံးအချိုရည်ဘူးအဖွင့်ကွင်းလေးတဲကအပေါက်ကဘာအတွက်လဲအပြေမှန်ပိုက်ထည့်ပြီးတောက်တဲ့အခါပိုက်မလှုပ်အောင်မေကွန်းလေးစပရိန်ပုံစံခောက်ဆွဲချောက်တွေဟာဘာလို့အကောက်လေးတွေဖြစ်နေတာလဲအပြေမှန်အကျက်မြန်ဖို့နဲ့ဟင်းရည်တွေပိုကပ်ပါလာဖို့မေကွန်းငါတောခလောက်တွေရဲ့အောက်ခြေမှာပါတဲ့အပေါက်သေးသေးလေးကဘာအတွက်လဲအပြေမှန်ရေထွက်ပေါက်နဲ့စီထဲဖို့